ဒီနေ့ကတော့ဟင်းလင်းချက်ပြတာမဟုတ်ဘူးအစာအကြောင်းပေကြောင်းဘာညာစမကလာလုပ်ပြဟာလည်းမဟုတ်ဘူးတောင်းဆိုရင်ကျွန်တော်ဝတ်တာ၄လလောက်ရှိပြီကြီးကန်းတိကျွန်တော်စူတော့ချေးကကောင်းနေတော့ချေးစွကြွညာတာနော်ချေးကြွညာတာပေါ့တော့ဟိုကပုံမှန်ဆိုလို့ရှိရင်အနည်းဆုံး5 kg 6 kg လောက်ကျွန်တော်ရှောက်တယ်ဝိတ်လင်းနေကြအောင်ပေါ့ဆိုတော့ပုံမှန်ညနေပိုင်းရှောက်တယ်ကျွန်တော်လက်ရှိလုံးနေကြတော့မနက်စောစောရှောက်လို့အဆင်မပြေဘူးတော့အခုလမ်းရှောက်ဖို့ဒီမှာတော့အခုတော့6နာရီခွဲခံနေနော်ဆိုဒီချိန်တော့ရှောက်မယ်ကျွန်တော်တနာရီခွဲလောက်ရှောက်ရင်တနာရီခွဲလောက်ကျွန်တော်အမှန်တော့ကျွန်တော်ဒီနေ့ကမနက်ကတကြောရှောက်ပြီးပြီမနက်ကတကြောကဖြစ်လို့လဲဆိုတော့မနက်ကကျွန်တော်အဲ့ BDS နံပါတ်တိုင်းဘူနာဝတီဘက်ကိုကျွန်တော်သွားတော့အပြန်ကြတော့စိုက်ကယ်လေးနဲ့သွားပါတော့ရှိဆိုစိုက်ကယ်လေးနဲ့ငှားသွားတယ်အခုကျအပြန်ကြတော့လမ်းလျှောက်မယ်ကွာလျှောက်တာဘယ်လောက်ရှိလဲသိကျင်တာလဲပါတော့လမ်းလျှောက်လာတော့ကျွန်တော်နေရာအထီကို5 ကီလိုကျော်တယ်တော့ဘာဖြစ်လို့မနက်ကလျှောက်ပြီးကုတီညနေထပ်လျှောက်တာလဲဆိုတော့ကျွန်တော်အရှိ2ရက်ကကျွန်တော်လမ်းလျှောက်ဖို့ရောဒီမှာပေါ့စားလေးချင်ကန်လို့ကိုပြက်ကွက်တဲ့အကြောင်းရင်းကလည်းလို့ရောကိစ္စလေးရှိတော့ကျွန်တော်မလုပ်ဖြစ်လိုက်ဘူးပေါ့နော်အမှန်တော့လုပ်ချင်တာလုပ်ဖြစ်လိုက်တော့ကျွန်တော်လည်းဘလုံးဝအချိန်ပြန်မလုပ်ဖြစ်တော့ကျွန်တော်2ရက်ကိုနားလိုက်အဲ့တော့ဒီနေ့ပူလျှောက်တာပေါ့နော်ပူလျှောက်ပြီးတော့အဓိကပြောချင်တာကတော့ကျွန်တော်ဆက်လျှောက်နော်တော်တော်လေးစုံနေဒါပေမဲ့ရမနော်တော်တော်လေးစုံနေဆိုမဲ့လေဟုတ်တယ်ဘလို့ကောင်းဆိုရင်ကျွန်တော်ဝတ်တာ၄လလောက်ရှိပြီကြီးကန်းတိကျွန်တော်စူတော့ဒီကဆက်လျှောက်ခဲ့တကယ် quality ကတော့အဲ့ခုဆိုကျွန်တော်၄လဘေးကမလဲတော်တော်ကြာပြီဟိုဝတ်တယ်ပြီးတော့နောက်ဒီအဖြူဒီ design လေးကိုလည်းသဘောကျလို့ကျွန်တော်ဝတ်တာပါနော်ဆက်လျှောက်ခဲ့ quality ကအရင်ကောင်းနေတော့သူကအသုံးခံတယ်လို့ပြောလို့ရတာနော်အဲ့ဒီချက်ပြီးနောက်တစ်ခုကကျတော့ဒီဟာကဟိုဘယ်လိုပြောမလဲကျွန်တော်ဆိုအိမ်မှာအရှိမဟိုဒီချေအဲ့ဟိုအစအဝါတွေပေါ့နော်ခြေဝါတွေဒီတိုင်းကျွန်တော်မလွတ်ပြဘူးရိုင်းတိန်းတာကြီးပြန်တေချာလျှော်ပြီးတော့ရိုင်းတိန်းထားတယ်မလွတ်ပြရလို့တော့ဒါကတစ်ပိုင်းပေါ့နော်ကျွန်တော်ပုံမှန်ဆက်လျှောက်နဲ့ဒီခြေကိုဝတ်တယ်ဘာကြောင့်ဝတ်တာလဲဆိုတော့သူကခြေသားအရန်ထူတယ် quality ရန်ကောင်းတယ်နော် grease ပါတော့ဘယ်လိုပြောမလဲဒီခြေကြီးပဲဝတ်အောင်မှကျမ်းမြင်ချော်ရပါနည်းနည်းလေးဒီဟိုလုံးလေတိတ် use size ရမလို့ပေါ့နော်ဆိုတော့မျိုးရှိတယ်အဓိကအချက်ကတော့ခြေသားထူတဲ့အတွက်ကြောင့်မို့လို့ဒီရှူးနဲ့ဖက်နှက်တွေပိုင်းနဲ့စီးလို့ရှင်ဒီကောင်ကဟို fit ဖြစ်ပြီးတော့အဲ့လိုဘယ်လိုလဲနှွေးထွေးပြီးတော့လုံခြုံမှုကိုရစေတယ်နော်ကျွန်တော်ဆက်ရှောက်မယ်ကို6နိုင်ကိုတော့ကျွန်တော်9ခွဲလောက်လမ်းလျှောက်ပြင်ပြန်လာရင် exercise လေးနဲ့လုပ်ရီမိုးချိုးကျွန်တော်ပုံမှန်ပါတာကတော့အင်ကြီးပြင်တော့ဘောင်းလို့အရင်ဘောင်းနဲ့ပါမှရမှာနော်ပြင်တော့ဒါကကျတော့ဒီနေ့မှပတ်ကြည့်တာဘာလို့လဲဆိုတော့အဓိကတော့ဟောပေါ့ဒီဘူမူရဖြစ်မှာဆိုပြီးတော့အုတ်ထုတ်ကလူတယ်ကျွန်တော်ဆိုရင်ရှင်းရပါဟိုချွေပြီးတော့ဘာညာ document တွေဘာညာတွေထည့်ရတယ်အဲ့တလုံးပါတယ်အဓိက document ထည့်ရတယ်ဆိုတာလေခုနောက်ပိုင်းဘာတွေမှလည်းမသိဘူးဆိုတော့ okay bye နိုင်ဝက်လောက်ရှောက်ပြီးရဲ့အချိန်မှာလေရောက်လေဆိုတော့ကျွန်တော်ခွေးပတ်ပြီးသွားတယ်ကျွန်တော်တို့လမ်းထိပ်ပဲပြန်ရောက်တယ်နော်အခုအိမ်မပြန်သေးဘူးကျွန်တော်ခဏညဟိုဘက်ကိုတစ်ချက်သွားပြီးတော့ဆက်ရှောက်မယ်လေနော် ညမှောင်တော့တိတ်မမြင်ရတော့အမှန်ဆိုနေ့လည်းပဲအထင်ကြီးတော့လှမ
မန်ဒီနေ့ကညနေပိုင်းဆိုတော့လာနောက်နေ့ကျတော့မှလာပြမယ်နော်ကျွန်တော်ဆုံးလို့ပြန်လဲရောက်ရှိ walking ဒီတော့ကျွန်တော်ပြန်ပါပြီညနေပိုင်းဘယ်လောက်ထိရှောက်ဖြစ်လဲတော့မသိဘူးကျွန်တော်ရဲ့ဒီဖုန်းက built-in ပါတဲ့ဟို fitness ပါတစ်ချက်ပြန်ကြည့်ရမယ်နော်ဟောဘာကြောင့်မို့ဒီလိုမျိုးလေးရေကိုပုံမှန်တော့လူမျိုးပိုင်းနဲ့ဆုပ်တော့တော်တော်လေးဖြစ်နေပြီခုလောโอเคဆိုတော့ကျွန်တော်ဒါပြီးရင်ကျွန်တော်ခဏလေးနာ7မိနစ်ဆောင်းတော့နားပြီးသွားတယ်ဟေးရှင်းလိုက်တော့7မိနစ်ဆောင်းတော့နားပြီးရင်ကျွန်တော်ဘောနော်အပေါ်သား workout လေးလုပ်မယ်ထိုင်လေးထိုးမယ် squat လေးထိုင်မယ်ပြင်တော့လည်းပါဘောနော်ဒီမျိုး5မျိုးတော့အပေါ်သားလေးလုပ်လိုက်မယ်နော်ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ဒီချိပါပဲရန်ကောင်းတယ်ဆိုတာအဓိကကောင်းတယ်ဆိုတဲ့ဟာဘာကြောင့်ကောင်းတာလဲဆိုတော့ရိုင်းလို့ဖြစ်သွားရင်တောင်းမယ်နော်ဒီလိုလေးဆိုတော့ဒီလိုလေးပြလိုက်မလေးချိကကောင်းဘာကြောင့်လဲဆိုတော့ကျွန်တော်အခုတောက်လျှောက်တနိုင်လောက်ပေါ့နော်တနိုင်မနေ့ပုံမှန်ပြဗျာဟိုတခါလေးရောက်လို့ရှိရင်အပြင်မှာရေကူးရေးပိုင်းညာရှိလို့တနေ့ကိုဝတ်ထားတယ်ပိုင်းညာဆိုရင် very comfortable ဖြစ်တယ်ဘာလို့အဓိကချိသားအရန်ထူတယ်ထူတော့ဟိုပြီးတော့ဗျာဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲကိုစီးရဲ့ဖက်နက်ကတချို့ဖက်နက်တွေကကြောက်အရန်ကြက်တာတွေရှိတယ်ခြောင်တာရှိခြောင်လို့ရှိရင်ဒီကောင်ကနေတော့ပဲတော်ရင်ဒါပေမဲ့ကြက်လို့ရှိရင်လည်းနည်းစီထောက်အောင်ရှောက်ပေါက်တာတွေပဲဖြစ်တတ်တယ်အဲ့ဒီချက်တော့ဒီဒါပေမဲ့ဖြစ်ခဲပါတယ်နော်ဖြစ်ခဲပါတယ်တော့စီးတာကလာဘလုံးမှာတော်တော်လေးတော့ကောင်းတယ်ကိုကျွန်တော်တို့အမျိုးတွေထုတ်တဲ့ဟာမလို့ကောင်းတယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကောင်းတယ်စီးကြည့်နော်မှာပါစီးကြပါညများစီးမှာမြင်းများရောင်းအောင်မှာဒီအဓိကတော့ရဲဘော်တွေပေါ့နော်အများထောက်ပံ့နိုင်မှာဖြစ်ပါတယ်ဒီဆက်လျှောက်ကိုအားပေးခြင်းအပြင်ဒီတော်ထဲမှာရှိတဲ့ရဲဘော်တွေပေါ့နော်ကျွန်တော်ထက်ငယ်တယ်ညီကိုမောင်မတွေကိုကျွန်တော်တို့ထောက်ပံ့နိုင်မှာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဆက်လျှောက်ပါကျွန်တော် PD ဆက်လျှောက်ပါမှာပါ